ဒီနေ့ကတော့ဒီလိုမျိုး၄တောင်းပုံစံဘယ်လို free ရလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်ပေါ့နော်တွေးရတယ်ပြီးရင်ဒီ cosmetics ကိုလုပ်ပြီးတော့အဲ့လိုလုပ်ရတယ်အဲ့တော့နှိပ်ပြီးွားရတယ်ဆိုရင်အဲ့ကိုမသွားနဲ့ body ကိုသွားပွားရဆိုရင်ဒီ body ကိုသွားပွားရဆိုရင်ပေါ့နော်ဒီ fuel body ပေါ့နော် fuel body ကိုနှိပ်ရမှာနှိပ်ပွားရတယ်ထိုးစားတော့ abruptly လုပ်ပွားရတယ်ဒီမှာလုံးလို့ရတယ်အစတော့၄တောင်းပုံစံဖြစ်နေပြီးရင် तू လုံးလို့မရတဲ့ဟာကိုလည်းဒီမှာ၄တောင်းပုံစံဖြစ်သွားပြီပြီးရင်ကျန်တဲ့ထိုးစားတို့ကျန်တဲ့ထိုးစားဒီ fuel body လုံးလိုက် fuel body ကိုမနှိပ်နဲ့ fuel body ကိုနှိပ်လိုက်ပေါ့ပြောရရင် fuel body ကိုနှိပ်ပွားရင် abruptly လုံးလိုက် abruptly လုံးပေါ့ပြီးရင်တို့သွားလိုက်ပြီးရင်အဲ့မှာထိုးစား left on အဲ့ကိုယူတိုင်းဟာတွေကအကုန်ဖြတ်ပလိုက်အဲ့ဆိုဒီလိုမျိုး၄တောင်းဒီလို၄တောင်းပေါ့နော်ဒီလို၄တောင်းပုံစံရနိုင်ပါတယ်အဲ့ဒါတော့ကျွန်တော်ပြောပြပေးတဲ့နည်းလေးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဥစ္စာလေးကိုပေါ့နော်ကျွန်တော်အတွက်လည်း like and subscribe လေးလည်းလုပ်ပေးကြပါခင်ဗျာ